Miso ကိုယ်တိုင်တင်ပေးထားတဲ့ Gemini AI ရဲ့တနစ်စာ Pro ကို free အလကားယူတဲ့နည်း tutorial လေးမှာဒီသုံးသွားတဲ့ website တစ်ခုရှိတယ်အဲ့ဒါကတော့ကိုက student ID ကို fake အတုလုပ်တဲ့ website လေးတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီ website လေး wanky.me လို့ခေါ်တယ်ပေါ့နော်အဲ့ wanky.me ဆိုတဲ့ဒီ website ကအခုဝင်လို့မရတော့ဘူးဆိုပြီးတော့ပြောနေကြရပေါ့နော်ဘယ်လိုပြောရမလဲ server down သွားတယ်လို့ပဲပြောရမလားမသိဘူး wanky.me များတော့ student profile တွေနဲ့မှာခတ်သွားတယ်ပေါ့နော်အဲ့တော့ like share ကြည့်ရင်ဒီနီးလန်းကိုပေါ့နော်ဒီ Indian backup creator တွေကလောက်ပြီးတော့တင်ကြရပေါ့နော်အဲ့ဒီနီးလန်းကိုဆိုလိုက်ကြည့်ပြီးတော့အရှင်းဆုံးအလွယ်ဆုံးဖြစ်မဲ့နီးလန်းကိုရတော့ပြီမို့လို့ဒီအကုန်လုံး tutorial လေးလုပ်ပြီးတော့မျှဝေတာဖြစ်ပါတယ်ဒီထက်အတိုင်းလိုက်လို့ကြည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့အရင်ကထပ်တော့ပို့ပြီးရှုပ်သွားတယ် wanky.me ရတဲ့အချိန်မှာလုပ်ခဲ့ရင်တော့ပိုကောင်းတယ်ပေါ့နော်အခုဒါမရတော့ဘူးဆိုတော့လည်းနောက်တစ်နည်းနဲ့ထပ်ပြီးလုပ်ကြပါမယ်အဲဆိုရင်ပထမဆုံးတူတူပဲ US VPN ချိန်လိုက်မယ်မိဆိုတော့ဒီ jam ကိုသုံးတယ်ဒီ United States မှာ Washington ကိုချိန်လိုက်မယ်ပေါ့နော်ခဏဆောင်လိုက်မယ် VPN ချိန်ပြီးတော့လို့ရှိရင်ဒီ Umail account မှာပေါ့နော်ဒါမျိုးဆို Umail account မှာ account တက်ပေါ့နော်အဲ့မှာထောက်ခံနိုင်မယ် Gemini for students ရှာမယ်ပေါ့နော် okay အဲ့မှာဒီဘက်ဝင်လိုက်မယ်ဒီ get offer လို့ပေါ်မှာရတယ်ပေါ့နော်ပေါ်တယ်ဆိုတာလည်းဒီ US VPN ကိုချိန်လို့ပေါ်တာပေါ့နော် get offer နေလိုက်မယ်အဲ့ဆိုရင်ဒီမှာ verify လုပ်မယ်ပေါ့နော် verify မှာဒီမှာဒီနေရာပေါ်လိုက်ပုံမှန်ဆိုရင်ဒီ link လေးကို copy ယူခုနပြတဲ့ wanky.me ကိုသွားလိုက်အောင်ပဲကွာအခုကျတော့မရတော့ဘူးဆိုတော့ကဲအစားအဆုံးဖြည့်ကြမယ်ဒီမှာ Indian ကိုရိုက်ပဲပေါ့နော်ဒါ Indian creator တွေလုပ်တဲ့နည်းမို့လို့ Indian ကိုယူလိုက်ပါတယ် country ကဒီမှာ school ကလေ INK နဲ့စပြီးတော့ ART လားဒီတရားလေးကိုယူရမယ်နော် Art Motion School ဆိုတာကိုယူရပါမယ်ဒီ P နဲ့စတဲ့နောက်ကနေရာလေးပေါ့နော်ပတာအဲ့နေရာလေးကိုယူပါပြီးတော့လေဒါကိုလေ copy ယူခဲ့ပါပေါ့နော် copy ယူခဲ့ပါမယူလို့ရှင်ပြီးကြရင်နောက်ကျရင်ကိုယ့်အကိုရိုက်နေရမှာဆိုလို့မမဲရလေးပေါ့နော် copy လေးယူလိုက်ပါယူပြီးတော့paste လုပ်ထားကြလည်းရတယ်ဒါပေမဲ့ paste လုပ်ဖို့ထွက်လိုက်လို့ရှင်ဒီဒါကြီးကအသစ်ပြန်ဖြည့်နေရမှာဆိုလို့ဒီတိုင်းလေးပဲ copy ယူထားရပေါ့နော် okay အဲ့ဆိုရင်ပြီးပြီဆိုလို့ရှိရင်ဒီ first name နဲ့ last name မှာဆိုတော့တစ်လုံးစီပဲဖြည့်ဖို့အကြံပေးတယ်ပေါ့နော်ကြိုက်တဲ့နာမည်ကိုဖြည့်လို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့အောက်မှာလေဒီနာမည်ရဲ့အစားအဆုံးလေးကိုယူရတာမို့လို့ကိုယ့်ရဲ့နာမည်အပြည့်စုံမထည့်နဲ့ပေါ့နော်ဆိုတော့ဒီဟိုဝေးယူလိုက်မယ်နော် AZ ဆိုပြီးဆိုရင်အလဲကောင်းနာမည်ဝေးယူလိုက်မယ်ပေါ့နော် AZ E နဲ့ S ပေါ့နော်ထိတ်ဆုံးစလုံးယူရမှာဆိုတော့လေပြီးကြရင်ဒီမှာ date of birth မှာလုံးဝမှတ်ထားမယ်ပေါ့နော်ကိုဘာကိုဖြည့်လိုက်လဲဆိုတော့မှတ်ထားမှရမယ်မှာ January ဟိုကိုဖြည့်ပေးမယ် January 10ကိုဖြည့်လိုက်မယ်ဒါပေမဲ့ကိုမှတ်တဲ့ကိုရေးလိုက်တဲ့ date of birth ကိုလုံးဝမှတ်ထားမှရမယ်မှားလို့ရှိရင်ပြီးတော့ student ID မှာလည်းဒီဟာကြီးကိုဖြည့်ရမှာဆိုတော့ဒါမှမမိလို့မရဘူးပေါ့နော်ပြီးဆိုဒါရေးလိုက်မယ်မေ့တော့မှာဆိုတော့လည်း screenshot ရလိုက်မယ်ပေါ့နော် January 10 2001ကိုဖြည့်ထားတယ်ပေါ့နော် okay ဒါဆိုရင် email address ရမယ် email address ကကျတော့ကိုကျောင်းသားဆိုရတဲ့ကျောင်းကပြီး email ပုံစံလုပ်မှာပေါ့ကွာအဲ့တော့ NC ဆိုတော့ဒီဆိုတာ ES ပေါ့အသေးလေးနဲ့ရိုက်မယ် ES ပြီးလို့ရှိရင် dot အဲ့ဆို email address မှာ es. ပြီးသွားပြီပေါ့နော်အဲ့ပြီးလို့ရှိရင်လကိုရရပါမယ်လဆိုတော့ခုနက January ထည့်ခဲ့ရနော် January ထည့်ခဲ့ရမယ်1ပါ1မဟုတ်ပဲဒီမှာ01လို့ရရမယ်ဥမာ6လပိုင်းဆိုလဲ06လို့ရရမယ်ပေါ့နော်အဲ့ဒီကလို့10လပိုင်းလို့17လပိုင်းဆိုရင်လည်းမရလို့ရတယ်လာပြီးတော့ရက်ကမျိုးဆို10ရက်ထားလိုက်တာ10ရက်အဲ့ကွာ2001ဒီတိုင်းရရမယ်နော်လရက်နှစ်ရိုက်မယ်ရိုက်ပြီးတော့edu ရရမယ်ဒီကျောင်းနေတဲ့ပုံစံနာမည်ပေါ့နော်အပြင် acc.in အဲဆိုတော့မိဆိုတော့ဒီ ink ဆိုတော့တို့အဲ့ကျောင်းနာမည်တော့ထင်တာပဲ acc.in ပေါ့နော်အဲဆိုလို့ရှိရင်ရပြီဒါလေးလည်း screenshot ထပ်လိုက်မယ် okay ဝေးတော့မှာဆိုတော့အဲဆိုရင်ဒီမှာ verify လုပ်မယ်အကုန်လုံးဖြည့်ပြီးပေါ့နော် verify လုပ်မယ် okay ဒါဆိုလို့ရှိရင်ဒီလိုလေးကြာလာမှာဒီမှာကျောင်းသားဖြစ်တယ်ဆိုရင်အကြောင်းထည့်ပေးရမှာဒီမှာ documents မှာသွားပြီးအလုပ်ရမယ်အဓိကတော့ဘာလုပ်မှာဆိုကွာ student ID student card လုပ်ဒါဆိုရင် student ID ကို fake လုပ်ဖို့အတွက်ဒီ website လေးကိုဝင်လိုက်မယ် ID card ထုတ်မှာပေါ့နော် GAMITISE အဲ့ထဲကိုဝင်လိုက်မယ်ပေါ့နော် search လုပ်လိုက်မယ် okay ဒါလေးကြာလာပြီဒီမှာ G ပုံစံလေးနဲ့ပဲနော်အဲ့မှာဒီမှာဆိုမြင်ရလိမ့်မယ်ပေါ့နော် student ID card maker ဆိုပြီးအဲ့ထဲကိုဝင်လိုက်ပါokay ဝင်လိုက်ပြီးတော့ဒီမှာမြင်လာလိမ့်မယ်ဒီမှာဆိုရင်ကိုကရိုက်ရမယ်ပေါ့နော်ဒီမှာရိုက်တဲ့အချိန်မှာသူက login တောင်းလိုက်မယ် account မဖွင့်မနေတော့အသုံးလို့မရအောင်အဲ့တော့ account ကိုဖွင့်ပေးရမယ်ပေါ့နော် account ပုံမှန်တိုင်းပဲlogin လုပ်မယ်Google လေးနဲ့ဖွင့်မယ်ပေါ့နော်သူကကြော်ညာတတ်တယ်ကြော်ညာကိုလည်းပိတ်လိုက်ပေါ့နော်ဒီမှာဆိုရင်ခုနလိုပဲ Google နဲ့ sign in လုပ်မယ်ပေါ့နော်ကိုလုံးမဲ့တစ်ကောင်ကိုရွေးလိုက်ပါ sign in လုပ်မယ်အဲ့လုပ်ပြီးမှသူကသုံးလို့ရရပေါ့နော် okay ဒါဆိုလို့ရှိရင် successfully login ဖြစ်သွားပြီအဲ့ဆိုရင် account ရသွားပြီပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ဒီ menu နေရာလေးမှာ student ID maker ဆိုပြီးတော့ရှာလို့လည်းရတယ်ပေါ့နော်
ဒီလိုရှာလည်းရတယ်ဒါမှမဟုတ်ဒီလိုခဏထွက်ပြီးတော့ဒီခုနဟာလေးကိုပြန်နှိပ်လိုက်လို့လည်းရတယ်အဲ့ဆိုရင်ဒီလိုဝင်လိုက်တာနဲ့မြင်ရတာ name ဖြစ်ရမှာပေါ့နော်နောက်ကဒီမှာ photo ပေါ့နော် photo လိုတယ်အဲ့တော့ကိုယ့်ပုံကိုမထည့်ဘူးပေါ့နော် Google မှာတော့ရှာမယ် Google မှာဒီလိုရှာမယ်ပေါ့နော် passport size photo ပေါ့နော်ဒီလိုရှာလိုက်မယ်ဒီမှာကိုကြိုက်တဲ့ပုံကိုထည့်လိုက်ပေါ့နော် image ထဲမှာသွားပြီးတော့အဆင်ပြေပုံလေးရှာမယ်ဘယ်လိုထည့်ရပါတယ်ဒီဟာလေးကိုရေးလိုက်မယ်ပေါ့နော် save to photo အဲ့ဆိုရင်ခုန tab လေးတွေကိုဒီကနေပြန်ပြီးကူးလိုက်မယ်ပေါ့နော်အဲ့ဆိုဒီကမြင်ရပြီဒီမှာနာမည်ထည့်ပြီးသွားတယ်ခုန file မှာဒီမီဆိုခုန download ခဲ့တဲ့ file လေးကိုထည့်ပါမယ်ဒီပုံလေးကိုထည့်ပါမယ်ထည့်လိုက်မယ်ပေါ့နော် school နဲ့ကမီဆိုခုန copy ဖို့ပြောခဲ့တယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာ paste လုပ်လိုက်မယ်ဒါရသေးရပေါ့နော်ဒီခုနကူးခဲ့တဲ့ဟာလေးတကယ်တော့မကူးထားဘူးဆိုရင်ဒါကြီးကိုပြန်ပြီးတော့သွားရှာရမှာပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီမှာ school logo ကတော့ simple လေးရွေးလိုက်ပါရွေးလိုက်ပြီလို့ရှိရင်ဒီ class မှာ art ပေါ့နော်အဲ့ဆိုရင် row number ထည့်ပါမယ် row number မှာခုနမီဆိုထည့်ခဲ့တယ်01လ January 10 2001 row number မှာအလုပ်ထည့်လိုက်မယ် date of birth ကကျတော့သူကဒီမှာ format လေးပေါ်လာလိမ့်မယ်ပေါ့နော်သူကသူ format လေးတိုင်းထည့်ရမှာပေါ့နော်ဒီမှာဆိုရင်သူကသူပေါ်နေ28 September ဆိုပြီးသူကသူဒီနေ့ date ကိုရွေးပေးသွားတယ်အဲ့မှာအပေါ်ကအတိုင်းပဲဒီဆိုရွေးခဲ့တာက2001 January 10နေပြီးမှဒီရက်ကိုရွေးပါမယ်10နော် okay January 10 2001ဒီမှာလဲလက January ဆိုတော့01ရက်က10 2001အစရပြီခတ်ထုတ်ပေးတဲ့နှစ်က2025အဲ့မှာ address ကကြတော့ဒီကသူကဒီကျောင်းပေါ့နော်မျိုးရွေးခဲ့တယ်ဆိုရင်ကျောင်းရေးဒီမှာနောက်ကဟာလေးကသူကနေရာကိုပြောတာပေါ့နော်ဒီမှာပတနာဆိုလားပဲပေါ့နော်အဲ့ဒါကိုဒီဟာကို address မှာထည့်မယ်ပြီးလို့ရှိရင် mobile ကကျတော့ India mobile number တွေက6ခုနဲ့စာရလို့တွေ့တယ်ပေါ့နော် Google မှာရှာလိုက်တယ်အဲ့မှာ6ခုမျိုးဆို6ခုနှစ်ခါရေးလိုက်မယ်နောက်မှာတစ်ထပ်ပြီးတော့ရိုက်မယ်ပေါ့နော်1 2 3 4 5 6ခု8လုံးရိုက်မယ်6ခုနှစ်ခါရေး1 to 8ရိုက်လိုက်ပါအဲ့ဆိုရင်ဒီ Indian ဖုန်းနံပါတ်အတူလောက်လိုက်တဲ့ပုံဖြစ်သွားပါပြီ create card လောက်လိုက်မယ်အဲ့ဆိုရပြီဒီမှာဆိုရင် student ID card successfully အဲ့ဆိုရင်ဒီမှာရသွားပါပြီအဲ့ဆိုရင်ဒီမှာဒါကို download လုပ်လိုက်ပါ student ID card အတူကို save ပြီးဆိုလို့ရှိရင်ခုန website ထဲကိုပြန်သွားပါမယ်ဒီဘက်ကိုဝင်လိုက်ပါ tab လေးကိုဒီဘက်ကိုကူးလိုက်မယ်ဒီမှာ document ပေါ့နော်အဲ့လုပ်မယ်ခုန download ခဲ့ပြီးသားဖြစ်တယ်ဒီမှာဒီ ID card လေးကိုရွေးပါအဲ့လုပ်လိုက်ပါအဲ့ဆိုဒီလေးပေါ်လာပြီ submit လုပ်ကြတော့မယ်ပေါ့နော်ဒီတစ်ခုပဲဘာမှထပ်ပြီးထည့်စရာမလိုပါဘူး submit ခဏလေးစောင့်ရပါမယ်ဒီမှာ20 second လောက်သူတို့ process လုပ်တယ်စစ်တယ်ပေါ့နော် okay 20 second တော့မပြီးလိုက်ဘူးဒီမှာ verify ပြီးပြီဆိုပြီးတော့ပေါ်လာပါပြီ verify တစ်ဆင့်တော့ပြီးသွားပါပြီနောက်ဆုံးတစ်ဆင့်ထပ်ပြီးလုပ်မယ်ပေါ့နော် get AI pro ပါအားနေလဲပါအဲဆိုရင်တော့ဒီဆိုပြခဲ့ပူတဲ့ tutorial ရဲ့အတူတူပဲကတ်ကိုဖြည့်သွားရုံပဲပေါ့နော်ဒီမှာတော့ full tutorial မို့လို့ဆိုအစားဆုံးလုပ်ပြမယ်ပါမယ်ကြည့်ပြီးသားသူတွေကတော့ဒါဖြည့်တတ်တယ်ဆိုလို့ရှိရင်ဖြည့်လို့ရတယ်ပေါ့နော်တကယ်လို့ကိုမဖြည့်တတ်ဘူးဆိုရင် like ပြီးတော့ကြည့်လို့ရပါတယ်ဒီမှာဆိုရင်ကတ်ကိုရွေးရမယ်ကိုမြန်မာမှာဆိုလဲဒီ UAB တို့ဘာလို့visa ကတ်တွေထည့်လို့ရပါမယ်ဒီမှာဆိုရင် visa ကတ်ထည့်မယ်ပေါ့နော်visa ကတ်မှာဒီမှာမြန်မာဆိုမြန်မာရွေးပေါ့နော် SG okay SG မှာဒီမိဆွဲကတ်ကိုထည့်မယ်ကတ်နံပါတ်16လုံးရလိုက်ပါမယ်ဒီဆိုရဲ့ကတ်နံပါတ်ရဲ့ပြီးလို့ရှိရင်ဒီတက်တန်းကုံဆုံးမဲ့လာရဲ့ရက်ရဲ့ပြီးလို့ရှိရင်ဒီ CVC number ရပေါ့နော်ထည့်လိုက်မယ်ဒီကျမှသူကကတ်ဟိုတာ name ဆိုတာဒီ account number တွေပေါ်သွားတာပါအဲ့ဒါရတယ်ဘာမှဖြစ်ပေါ့နော်အဲ့ဆိုရင်ဒီမှာနှိမ့်လိုက်တာနဲ့ခဏနေရှင်သူက billing address ကသူကကြာလာတယ်ပေါ့နော်ဒီမှာတော့ postal code တွေတော့ဒီမှာတော့မတောင်းတော့ဘူးဟိုအရင်တစ်ခါ tutorial မှာတော့ postal code တွေပါထည့်ရတယ်ပေါ့နော်တကယ်လို့ postal code တွေတောင်းနေတာကြာလာတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ tutorial ကိုတော့ကြည့်လို့ရပါတယ်ပြီးဆိုအမှဖြည့်ခိုင်းထားတဲ့ number လေးရှိရပေါ့နော်ကိုကဒီမှာ save လုပ်လိုက်အောင်မယ်ကိုယ့်ရဲ့ကတ်ကိုထည့်ပြီးသွားရေးဆိုတဲ့သဘောပါအဲ့ဆိုအဲ့ visa ကတ်လေးထည့်ပြီးသွားပြီပေါ့နော်အဲ့ဆို visa ကတ်ထည့်ပြီးသွားလို့ရှိရင်ဒီနောက်ဆုံး cut student offer ဆိုပြီးကြာလာပါမယ်ဒါလေးနေလိုက်ပါဒီမှာဒီလိုကြာလာပြီပေါ့နော်ဒီမှာဆိုလို့ရှိရင် free trial အဲ့လိုမျိုးလေးပေါ်နေမှရမယ်နော် free trial လို့ပေါ်နေပါတယ်ဒီ2016နောက်နေ့ကျမှသူကထပ်ကောက်မယ်ဆိုပြီးတော့ပြောတယ်ဒါပေမဲ့အဲ့ဒါကိုမကောက်အောင်ပိတ်တဲ့နည်းလေးလည်းအရင် tutorial တွေမှာပါပါတယ်ဒီထဲမှာတော့လုံးမပြတော့ဘူးเนาะအဲ့ဒီဟာလေးကိုသွားကြည့်ပြီးတော့မဖြစ်မနေ cancel subscription လုပ်ကြပါမဟုတ်လို့ရှိရင်နောက်တစ်နေ့မှာဖြတ်သွားမှာဆိုလို့ပါကဲဒါဆိုလို့ရှိရင်တော့မိဆိုတော့ပြီးကြမှာတော့လိုက်ပါမယ်ပေါ့နော်ပြီးရင် subscribe လုပ်လိုက်မယ်နော် okay အဲ့လိုရှင်ရပါပြီ subscribe ဖြစ်သွားပြီမိဆိုရဒီ account လေးပေါ့နော်ဒီ one key တော့မီမဟုတ်ဘဲနဲ့တခြား face student ID လေးလိုတဲ့ဟာလေးရသွားပါပြီ subscribe ပေါ်လာပြီအဲ့ဆိုလို့ရှိရင်တော့သွားပြီးတော့စစ်မယ်ပေါ့နော်ဒီမှာဆို Google AI Pro ဆိုပြီးတော့ပေါ်လာပြီ go to Gemini သွားကြည့်မယ်ကဲဒီမှာတော့မိဆိုရ Gemini ဖြစ်တယ်ဒီမှာ Pro ယူပြီးသွားရင်မို့လို့ဒီလိုမျိုးလေးပေးမှာပေါ်နေတာပေါ့နော် Pro ဆိုပြီးတော့အားဆိုရင်ကိုယ့်ရဲ့ account ကိုရမရသွားပြီးတော့စစ်လို့ရပါပြီမိဆို Gemini application တွေမှာစစ်ပြမယ်ပေါ့နော်
အဲ့ဆိုရင် Gemini application တွေကိုတော့ပြီးစစ်ပါမယ် free ရတဲ့ဟာတွေပေါ့နော်ဒီမှာဆိုရင်ဒါ pro account ဖြစ်နေပြီပေါ့နော် okay အဲ့လို့ရှိရင် free ရတာတွေကိုစစ်ဖို့အတွက် drive ထဲမှာတော့စေမယ် drive ပေါ့နော်ဘာလို့ဆိုတော့ drive မှာ 2TB ရတယ်လို့ပြောထားတယ်လीနော်ဒီမှာက 2TB လည်းရပြီပေါ့နော် drive ထဲမှာ 2TB ရပြီ Google Photo မှာလည်းတွားကြည့်လို့ရတယ်ဒါတွေကdrive ပဲဆိုတော့ 2TB ရတယ်ပေါ့နော်အဲ့တော့ဒီ 1 key တော့မဟုတ်ဘဲနဲ့ဒီ student ID ယူတဲ့နီးလေးနဲ့ပေါ့နော်အကုန်လုံးယူတတ်ကြလိမ့်မယ်လို့ထင်ပါတယ်ဒီမီဆိုရဲ့ tutorial လေးကအတော့မယ်လို့ထင်ပါတယ်နောက်ထပ်ကိုမရှင်းတာရှိလို့ရှိရင်လည်း comment မှာမေးတော့လို့ရပါတယ်နောက်ထပ် video တွေမှာပြတ်တွေ့ပါမယ် bye bye ပါ